မွေးရမိစာတီလေးကိုလည်းပြန်နဲ့ဘလော်လေးကိုမှတ်တရအနေနဲ့ရိုက်လက်ခြင်းဖြစ်ပါတယ်ဒါတော့ BFC မှာစီဖြစ်ပြီးစထွက်ပါပြီဒါတော့ဟိုပုံ view point လေးပါညောင်လုံးကဆိုင်ရည်ခီးတော့ရမ်းကြိုက်ကဖြစ်တဲ့အတွက်ကြောင့်မလို့ဘဲတော့ဆိုင်ရည်နဲ့ပဲခီးတော့ပါတယ်ဒါကတော့ကျွန်တော်တို့2ယောက်ပေါ့နော်သူပို့ပေးပါပြီလေးပေါင်လေးချိန်ရပါမယ်ဝိတ်ကလေး2ယောက်ဝိတ်ကများတယ်လို့ဘုံဝိတ်တွေပစ္စည်းဝိတ်တွေအများကြီးအတွက်ကြောင့်မို့လေးချိန်ပါမယ်ဒါကတော့ပင်လုံးရောက်သွားပါပြီလမ်းမှာကြားထဲမှာစစ်ဆေးရများတဲ့အတွက်ကြောင့်မလို့ဗီဒီယိုရိုက်ခွင့်မရှိပါဘူးရှင်ဒါမျိုးရောက်ပါပြီလမ်းကတော့ဒေတာနဲ့သူတို့ရွာဆိုလို့ရှိရင်တော့တနားရီလောက်ပဲမောင်းရတယ်ဒါပေမဲ့လို့လမ်းမှာကားကြီးအရန်စုပ်ပြီးမောင်းကြပါတယ်မှောက်ကြပါတယ်တတိထားပြီးတော့သွားရတဲ့အခြေအနေပါနော်သူတို့ရွာနာကိုတော့ရောက်လာပါပြီဒီရွာလေးကအခုချိန်ထိမီးမရသေးဘူးပေါ့နော်ဆိုလာမီးလေးတွေနဲ့တုံးကြတယ်ပြီးပြီဆိုလို့ရှိရင်ဖုန်းလိုင်းမရဘူးပေါ့နော်မိုက်တယ်လောက်ခဲ့တခါတလေဆိုရင်လည်းတခါတလေလောက်မှပဲရတယ်ပဲပြောရမှာပေါ့နော်ဒါပေမဲ့လို့ဒီရွာမှာအလုပ်တွေကိုပြစ်ပြီးတော့စိတ်လိမ်နေလာနေမယ်ဆိုရင်တော့အရန်ကိုစိတ်အေးချမ်းရတဲ့ရွာလေးကိုပြောရမှာပေါ့နော်ဒီရွာကို3နှစ်ကြာမှဒုတိယချင်းပြန်ရောက်တယ်ပေါ့နော်တကြံတွင်ဖွားဦးလာကြတော့ရင်းနဲ့ပြန်လာဖြစ်တယ်ပြောမှာပေါ့နော်တိတ်ဆိတ်တယ်အေးဆေးတယ်တဘာဝအတိုင်းပဲပေါ့နော်ဒါမဲ့ဒီမှာကြာနေဆိုရင်တော့နေနိုင်လောက်ပါဘူးရှင်လိုင်းရလဲ3နှစ်မီးလည်းမရှိပါဘူးရေလေးနည်းနည်းရှားရတယ်ဒီမှာပါရွာလေးပေါ့နော်ဒါမဲ့အေးတန်းလေးတော့နေရတာတခုတော့ကောင်းပြီပေါ့ရှင်လမ်းမလေးဆိုတော့နည်းနည်းတော့သူတို့အိမ်ကဝင်ရတယ်လို့ပြောရမှာပေါ့နော်ဒီရှိရောက်ပါပြီဒါကတော့ရွာရဲ့တကားလေးတွေပေါ့နော်တကားလေးကတော့အစမ်းပါရမ်းမိုက်ပါတယ်ဒီရွာလုံးလေးကဒီလိုတကားကြီးကြည့်ပါပဲစိတ်ကြီးကြတဲ့နေ့ဘာတကယ်မှမကြားရပဲနေကြရတဲ့ရက်လေးကိုပြောမှာပေါ့နော်တိုင်းရင်းလာရတကယ်ကိုယူသားကြပါတရားကြီးခံစားခဲ့ရတဲ့နေ့ရက်လေးပေါ့နော်ဒီခင်းစဉ်လေးမှာအရင်ကစိတ်ကြည်နေရပါရဲ့ရှင်ရွာမှာတ냐အိပ်ပြီးရွာကနေမိုင်းချူမျိုးထဲမှာရှိတဲ့ဟိုက်ပါရီတကုံတွားခဲ့တာပဲဖြစ်ပါတယ်ဒါကတော့မိုင်းနောင်မျိုးပါမိုင်းနောင်မျိုးကတော့ဆက်ဆက်ရကြီးကိုထုံနေပါတော့ကြီးရလို့ပဲပြောရမလားပေါ့နော်မိုင်းနောင်ကနေဟိုက်ပါကိုလာတဲ့လမ်းပဲဖြစ်ပါတယ်လမ်းကတော့တာယာရဲ့ရှုခင်းနေရမ်းလာတယ်ဟိုက်ပါရောက်ပါပြီရွာကနေဆိုရင်ဟိုက်ပါထီကို2နာရီလောက်မောင်းလိုက်ရတယ်ပေါ့နော်ဟိုက်ပါကိုသွားချင်တာတော့3နှစ်လောက်ရှိပြီပေါ့နော်လင်မနဲ့တော့ခုနှစ်မှပဲရောက်ဖြစ်တော့ရပေါ့ဟိုက်ပါရောက်ခံနေလို့မလို့2ယောက်လုံးပြောနေကြပဲဖြစ်ပါတယ်ဟိုက်ပါကလည်းလေပတ်ကောင်းတာဆိုတော့နေရာဒီနေ့စောင်းနေမယ်ပိုကောင်းတယ်ပေါ့နော်မိုးရင်းကြလို့ရှိရင်မိုးရီနဲ့ရေရမစိမ့်တော့ဘဲနဲ့နောက်သွားတယ်ပေါ့ပြီးရင်ကားပါကင်းနဲ့ဆိုင်ရထားမယ့်နေရာတွေကတော့ရေကြီးပဲရှိတယ်လို့ပေါ့နော်ဈေးဆိုင်နေဆိုရင်လည်းဈေးထက်ဝက်လောက်ကိုကြည့်ရပေါ့နော်အကောင်းဆုံးကတော့ဟိုက်ပါသွားလိမ့်မယ်ဆိုရင်အိမ်ကနေဒီဆောက်ဖို့တောက်ဖို့ဖြစ်စီရဲ့အဆုံးယူထားခဲ့ရကောင်းတယ်ပေါ့နော်ဒီမှာဝယ်စားရင်တော့အစားမတန်ဈေးပြီးစားရတယ်ပေါ့နော်ဟိုက်ပါရေခွင်းလို့မြင်နေရပြီပေါ့နော်မြင်လိုက်ရတဲ့အချိန်မှာကိုပင်မလာတဲ့အမောကြီးအကုန်ပြပြောက်သွားပြီပေါ့နော်ဒီဗီဒီယိုထဲမှာတဲ့အပြင်မှာတဘာဝကြီးကိုလက်တွေ့ခံစားရတဲ့ခံစားချက်ကဘာနဲ့မှအတူတူပဲပြောရမှာပေါ့နော်ကားပါကင်ထိုးတဲ့နေရာကိုကွင်းကျတော့ဆရာကြီး SK ပြနေပါနော်ကိုရီးယားကမနက်ပိုင်းဆိုတော့နေရမဖို့သေးဘူးပေါ့နော်နေ7လောက်ဆိုရင်လူတွေလည်းအများများလာပြီနေလည်းရပူလာတယ်ပေါ့နော်မနက်ပိုင်းနဲ့ညနေပိုင်းဒီနေ့ချိန်လာလေတွေဆိုတော့ပို့ပြီးစင်ပြေပေါ့နော်ဒီမှာဘန်ဂလိုလေးတွေရှိတယ်ဘန်ဂလိုဆိုလို့ရှိရင်နေအောင်ခက်ခန်းကို6ကောင်းဝန်းကျင်တော့ပြေးရတယ်ပေါ့နော်တင်ရအောင်ကိုရီးယားတော့ဒီဟိုက်ပါမှာလေပြီးလို့ရှိရင်ဟိုက်ပါကနေဒီဟိုက်ပါမှာမအိတ်တော့ဘဲနဲ့မိုင်းဆန်ကနေဖြည့်စင်ပြီးကာလီတော့မှာပေါ့နော်ကာလီမှာညာဖို့တည်းရေးချထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုက်ပါမှာတော့ညာမအိတ်ခဲ့ရဘူးပေါ့နော်ဒါပေမဲ့ဆက်စုခဲ့ရပေါ့နော်အခန်းစီရေးဆိုရင်ဘယ်လိုယူလဲဆိုတာပေါ့နော်တော့ရေကုန်လေးကိုဖတ်ဖို့တော့14 5ပါတယ်14ကပုံမှန်ဆုံးတော့9000လောက်တော့တောင်းပါတယ်ကျွန်တော်တို့2ယောက်ထဲလာတဲ့အတွက်ကြောင့်3000နဲ့ဈေးစစ်ပြီးတော့ကျွန်တော်တို့ဒီကန်နဲ့ live ပတ်တယ်ကန်နဲ့ live ပတ်တဲ့အခါအကုန်ဆုံးတော့ live ပတ်ပြီးနားကိုလည်းပတ်ပြီးရကိုပတ်ရှင်တော့လေးတော့ပတ်လို့ရတာပေါ့နော်When it gets hard, like Jive, like Biabi, can get hard sometimes. This is a little Maria, I don't want to die. Ali, don't know what I don't know the other one that was in the view. We don't yet be kind of enough. Where our eyes are never closed, hearts are never broken. Time
never frozen still. တော့ဟိုက်ပါမှာလဲလို့ဝပြီးတော့ကျွန်တော်ကာလီကိုထပ်သွားလိမ့်မယ်ဆိုပြီးတော့လုပ်ပါတယ်ကာလီကိုသွားဖို့အတွက်ကျွန်တော်လမ်းကြောင်း3ကြောင်းရှိရဲရှေ့ကိုဟိုက်ပါကနေပြီးတော့ရှေ့ကိုသွားမယ်ဆိုမိုင်းရှူလမ်းရှိရဲနောက်ပြန်သွားမယ်ဆိုမိုင်းနောင်လမ်းရှိရဲပေါ့ကျွန်တော်ဟိုက်ပါကနေပဲတက်သွားမယ်ဘာလို့ဆိုတော့ကျိုးမိုင်းဆန်ကျိုးတရားကြီးကိုကျွန်တော်ဖြတ်ချင်တယ်ပေါ့နော်အဲ့မှာမိုင်းဆန်ကျိုးသားကိုသွားဖို့အဲ့ဒီလမ်းကိုကျွန်တော်ဖြတ်ပဲလမ်းတော့နည်းနည်းကျန်းတယ်ဗျတွေ့တဲ့အတိုင်းမှာပဲလမ်းကတော့ကောင်းတလဲမကောင်းတလဲပေါ့အဲ့ဒါကျွန်တော်ဆက်သွားတယ်မိုင်းဆန်ကျိုးသားကိုရောက်ပါတယ်မိုင်းရှူကနေတော့မိုင်းနောင်နေတော့ကျွန်တော်တို့မိုင်းဆန်မျိုးကိုတော့ပြန်ဆောင်နေတာဒါပေမဲ့ကျိုးတရားကြီးကိုတော့မဖြတ်ရဘူးကျိုးသားကိုဖြတ်ရှင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဟိုက်ပါလမ်းကနေတက်သွားတယ်ပေါ့နော်ဟိုက်ပါကနေသွားတဲ့ကျွန်တော်ချောင်းဒီဟိုက်ပါချောင်းရိုးတစ်လျှောက်ကိုပဲကျွန်တော်တို့ဖြတ်သွားတယ်ပေါ့နော်ချောင်းရိုးနေပဲကျွန်တော်သွားတာကျွန်တော်ဒီကျိုးသားကိုရောက်သွားတယ်ကျိုးသားကိုရောက်တယ်ကျွန်တော်ကျိုးသားဖြတ်တယ်ဒူးတော့နည်းနည်းတုံလိုက်ကြတရားကကျိုးတရားဆိုတဲ့အတိုင်းပဲတော့နည်းနည်းလေးကျဲတယ်ဗျပုံမှန်တရားလို့ကျွန်တော်တို့မိုင်းဆန်ကျိုးတရားနေဖြတ်ပြီးတော့ကာလီမျိုးကိုညနေမဆောင်ခင်လေးရောက်တယ်ညနေမဆောင်ခင်ရောက်တဲ့တဲပန်းရှာတယ်တဲကတော့တယောက်ကိုတညလီတောင်းခွဲပေါ့နော်အားနဲ့ရှာတဲတယ်ညနေပိုင်းကျတော့သူကတတိမျိုးဆို6မိုင်9မိုင်လောက်မှသူကစာကြီးဖွင့်ကြတယ်နားစာတော့လည်းခက်ခဲတယ်ပေါ့နော်ဒီမြင်ကွင်းလဲတော့ကျွန်တော်မနက်9နာရီမြင်ကွင်းပေါ့ဟိုတဲနေများတဲ့မြင်ကွင်းလေးပေါ့နေကင်းဆိုတော့နည်းနည်းလေးပူပဲဗျဒါမှမဟုတ်ဒီလိုပူတယ်ဒါပဲဆိုတော့နည်းနည်းလေးမစိုးလို့ပြောရတယ်ဗျကားလေးမှာတ냐အိပ်ပြီးနောက်ရက်ကိုဟင်းမြို့မှာရှိတဲ့ကိုငွေကြီးတကုံကိုထပ်ပြီးတော့တွားလေပေါ့နော်ကိုဟင်းမြို့ဝင်ဆိုင်မှုရဲ့နည်းနည်းလေးကြော်လာပြီဆိုဒီဇိုင်းပုလေးကိုတွေ့ရမယ်ဒီဇိုင်းပုလေးမှာလမ်းပြထားတဲ့လမ်းတဲ့တဲ့တိုင်းကို15မိနစ်လောက်ဝင်လာရင်ကိုငွေကြီးတကုံရောက်ပြီပေါ့နော်လမ်းကကြတော့ကြောက်သားလမ်းတူကမိသားလမ်းတူကခေးထားတဲ့အတွက်ကြောင့်တော်တော်လေးရောခုံတယ်ကိုငွေကြီးတကုံရဲ့အောက်ထပ်မှာဆိုရင်ရိတ်တာရရှိတယ်အရန်လေးလာရလို့ပြောရတဲ့ကြောင့်မလို့မရောက်ရအောင်တွားလေဖြစ်ခဲ့ခီးစင်လေးဖြစ်တယ်ပေါ့နော်လမ်းတစ်လျှောက်မှာဆိုလို့ရှိရင်လူနေအိမ်အချို့ကိုလည်းတွေ့ရတယ်ပေါ့နော်ကိုငွေကြီးတကုံရောက်ခံနေရင်ဒီဘက်ကုန်းမှာကားရေးဆိုင်ကိုထားခဲ့ရတယ်ပေါ့နော်ဒီဟိုဘက်ကန်းကိုကူးဖို့အတွက်ကိုဘလို့ကူးရမလဲဆိုပြီးတော့လက်များရောက်တိုင်ပတ်နေအောင်မှာရိတ်တာမှာရှိရဲ့ကိုလေးနှစ်ပါဟိုဘက်ကန်းကနေမြင်ပြီးတော့လေးလေးထက်လာချူပေးရပေါ့နော်ဒီတော့ပတ်လေးမှာရှိရဲ့နေရာဆောင်တွေကိုလိုက်ဖို့ပြီးတယ်ဒါကအောက်ထက်ရေတကုံပေါ့နော်ပေါ်တက်မှာတစ်ထက်ရှိသေးပြောပါတယ်စတော့နိုင်ငံလေးလေးရှိရပေါ့နော်အဲ့နေရာကိုသွားမယ်ဆိုလို့ရှိရင်နဲ့3ဘိန်းနဲ့ပဲတောလို့ရတယ်ပေါ့နော်လေးနဲ့တောလို့မရဘူးလို့ပြောပါတယ်ဒါနဲ့ပဲအောက်ထက်မှာရှိရဲ့ရေတကုံကိုအရင်ဝင်လေလိုက်တယ်ပေါ့နော်အောက်ထက်ကရေတကုံလည်းအရန်လာတယ်အောက်ထက်မှာလည်းပြီးတော့ပေါ်တက်ကိုသွားဖို့အတွက်ကိုလေးနှစ်ပါးကိုကိုကြီးတောင်းပြီးတော့3ဘိန်းစီးမဲ့ကန်းဆက်ကိုလိုက်ဖို့ခိုင်းလိုက်တယ်ပေါ့နော်3ဘိန်းစီးမဲ့နေရာရောက်တော့ရှမ်းဦးလေးကြီးကနေပြီးတောင်ပေါ်ကို3ဘိန်းနဲ့ခေါ်သွားတယ်ပေါ့နော်လမ်းကလည်းအဆိုးချက်ပါတောင်ပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့3ဘိန်းပေါင်းနဲ့ရှမ်းဦးလေးကြီးရတဲ့တဘောရန်ကောင်းပါတယ်လမ်းကောင်းတဲ့လမ်းချမ်းနှမျိုးရှိရဆိုရင်တော့မှသူကလမ်းချမ်းဘက်ကနေရွေးမောင်းပြေးပေါ့နော်ညီမတို့နှစ်ယောက်လုံးလည်းအရန်ကိုပြောခဲ့ရပါတယ်ဘာလို့လဲဆိုတော့နှစ်ယောက်လုံးကလေးပုံမြောက်တက်သွားလိုက်အခုဘုံနဲ့ပြန်ချလိုက်နေပေါ့နော်ခါးရည်လည်းညောင်းဖင်လည်းညောင်းခဲ့ရတဲ့နေရာလေးပေါ့နော်ရှမ်းဦးလေးကြီးကပြောပါတယ်ရေတကုံပေါ်တက်ကအရန်ကိုလှတယ်ပေါ့နော်ညီတို့အဲ့မှာစိတ်အေးလေးနဲ့နားလို့ရတဲ့နေရာလေးဖြစ်တယ်လို့မယုံရင်ညီတို့ပြောရင်ကြည့်လို့ပေါ့နော်တကယ်လည်းဟုတ်ပါတယ်ဒီရေတကုံကြီးကိုမြင်လိုက်တဲ့အချိန်မှာတကယ်ကိုစိတ်ကိုအရန်ကိုကြည်နူးခဲ့ရတယ်ပေါ့နော်ဒီရေတကုံပြည့်ပွက်လေးမှာဆိုတည့်တည့်ပင်လေးမကြီးပင်လေးရှိရပေါ့နော်ဒါလေးကတော့စက်တော့ဆိုင်ခန်းလေးပေါ့နော်ညီမတို့ရောက်လာတဲ့အချိန်ကအစောပိုင်းဖြစ်တဲ့ကြောင့်လာလေတဲ့လူတွေမရှိသေးဘူးပေါ့နော်ဒီဆိုလို့ရှိရင်ကြည်စေးပြီးအေးညာပဲပေါ့နော်တော်တော်လေးကိုတဘာဝကြီးကိုလက်တွေ့ခံစားခဲ့ရခံစားချက်ကဘာနဲ့မှမလဲလို့မရဘူးပေါ့နော်ဘွားမှာချမ်းသာရင်ဟုတ်တော့မှနှစ်ယောက်အတူတူမြောက်မှုရဲ့ဒေတာတွေတူသွားတူစားဒီလိုဘွားမျိုးလေးကိုပဲဖြတ်တန်းရတာနေတယ်နှစ်ယောက်လုံးကကြည်နေတယ်ပေါ့နော်သူဒီခီးစင်လေးကိုကြည်နေပါလေပေါ့သူပြောနေပါလေပေါ့အဲ့လိုမျိုးပဲကျမရဲ့စက်တခိုင်ကြယူထားတယ်ပေါ့နော်ဒီခီးစင်လေးကညီမတို့နှစ်ယောက်တော့ကတော့အရင်ကပြည့်ရှင်ပြီးကြည်နေခဲ့ရတဲ့စင်လေးတွေတခုဖြစ်ခဲ့ပါလေ